ဒီလူကတော့အံ့ဩစရာကောင်းလောက်အောင်ကိုယူသွတ်လွန်းတာပါပဲတရိတ်ဆန်ထောင်ချောက်တစ်ခုရဲ့အစွမ်းကိုသိနိုင်ဖို့အတွက်သူဟာသမိုင်းတစ်လျှောက်မှာအကြီးဆုံးဖြစ်မဲ့ထောင်ချောက်ကြီးကိုဖန်တီးခဲ့တဲ့အထိလုပ်ခဲ့တာပါအစပိုင်းမှာတော့သူဟာအသေးစားတရိတ်ဆန်ထောင်ချောက်အနှဲငယ်ကိုဝယ်ယူခဲ့ပါတယ်မြင်တွေ့ရတဲ့အတိုင်းပါပဲဒီအသေးစားထောင်ချောက်လေးကအရွယ်စားသေးငယ်ပေမဲ့လည်းအာလူကျော်တစ်ချက်ကိုတော့အလွယ်တကူပဲခြေမွားပစ်နိုင်ပါတယ်အဲဒီနောက်မှာတော့သူဟာသူ့ထက်10စားလောက်ပိုကြီးတဲ့ထောင်ချောက်ကြီးတစ်ခုကိုထုတ်ပြခဲ့ပါတယ်မောင်လာဦးနီကိုထောင်ချောက်ထဲထည့်လိုက်တဲ့ခဏမှာတင်တီကနေကျိုးသွားခဲ့ပြီးကြက်ပေါင်နဲ့ပြောင်းဆန်းကြည့်တဲ့အခါမှာလည်းအလွယ်တကူပဲညှက်မိသွားခဲ့ပါတယ်နောက်ထပ်လည်းသူဟာဒီထက်ပိုကြီးတဲ့ထောင်ချောက်ကြီးနဲ့ထပ်ဆန်းတက်ခဲ့ပြီးသွားရမပါပဲမဲ့လည်းအစွမ်းကတော့ဒီထောင်ချောက်ရဲ့အစွမ်းကတော့အရင်တိုင်းအားကောင်းနေသေးပါပဲစပရိုက်ပလင်းတစ်လုံးတောင်ကြေမွာသွားခဲ့ပါတယ်အဲဒီနောက်မှာတော့သူကအရင်ထက်၅ဆပိုကြီးတဲ့ထောင်ချောက်တစ်ခုကိုထုတ်ယူလိုက်ပါတယ်ဒါကအရင်ထက်တောင်ပိုပြီးအစွမ်းထက်ပုံရနေတာပါဒါဆိုရင်ဒီထောင်ချောက်ကိုအစာပေါင်း200လောက်အထိချဲ့လိုက်ရင်ဘာတွေဖြစ်လာနိုင်မလဲသူကဒီအေယာမထောင်ချောက်ကြီးကိုဖန်တီးဖို့အတွက်2ရက်တောင်အချိန်ပေးခဲ့ရပါတယ်အစာပိုင်းမှာတော့သူကထောင်ချောက်အပေါ်ကိုဖျုံသီးတစ်လုံးချလိုက်ပြီးခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာထောင်ချောက်ကဖျုံသီးကိုချက်ချင်းပဲနှစ်ချမ်းခွဲပစ်လိုက်ပါတယ်အဲဒီနောက်မှာတော့သူကဖျုံသီးကိုခုံတန်းလေးပေါ်တင်ထားပြီးခလုတ်ကိုတုတ်တစ်ချောင်းနဲ့တိုးလိုက်ပါတယ်အလားတူပါပဲဒီအေယာမဖျုံသီးကြီးကလည်းအလွယ်တကူပဲကြေမွသွားခဲ့ပါတော့တယ်